အမျိုးသမီးတစ်ယောက်ဟာတန့်စင်ကန်းကိုသွားနေတော့တစုံတစ်ယောက်ကသူမကိုဓာတ်နဲ့တက်တော့မယ်ဆိုတာကိုရုတ်တရက်သတိပြုမိသွားပါတယ်။သူမဘာမှမတုံ့ပြန်နိုင်ခင်မှာပဲစိတ်တက်တဲ့လူတစ်ယောက်ကသူမရဲ့ကိုယ်ထဲကိုထူးဆန်းတဲ့ဓာတ်ပစ္စည်းတစ်ခုထိုးထည့်လိုက်ပြီးတွေးလို့ကြောကိုဖြက်ကရေပုံးထဲကိုထည့်ထားလိုက်ပါတယ်။အဲ့ဒီနောက်အဲ့ဒီလူကအမျိုးသမီးရဲ့ဖုန်းကိုယူပြီးသူမရဲ့ခင်မုန်းဖြစ်သူစီဒီညကျမအိမ်ပြန်မလာတော့ဘူးဆိုပြီးစာပို့လိုက်ပါတယ်ပြီးတော့စင်ညံကတ် SIM card ကိုဆွဲထုတ်ပြီးရေမြောင်းနဲ့လွှင့်ပစ်ကအေးစစ်စစ်ပဲထွက်ခွာသွားခဲ့ပါတယ်။မျိုးသမီးဟာတွေးထွက်လုံပြီးတေးလူမျိုးပါဖြစ်နေချိန်မှာပဲသူစိတ်တစ်ယောက်ကသူမရဲ့အတန်ကိုကြားပြီးကူညီဖို့အမြန်ပြေးလာခဲ့ပါတယ်။ဝေဝါးနေတဲ့အမြင်အာရုံကြားကနေပဲသူမဟာအဲ့ဒီလူရဲ့လက်ဘေးမှာဆွဲထားတဲ့ဆွဲကြိုးကိုမြင်သွားပြီးချက်ချင်းပဲမှတ်မိသွားပါတယ်။သူဟာသူမကိုအရင်ကလည်းအချိန်ချင်းကဲတင်ခဲ့ဘူးတဲ့လှုပ်ဝက်ဆန်းကျဲတဲ့အမျိုးသားပဲဖြစ်ပါတယ်။အမျိုးသမီးတရရလာတဲ့အခါမှာတော့သူမဟာအဲ့ဒီလူကိုကျေးဇူးတောင်းမတင်ပဲခင်မုန်းဖြစ်သူရဲ့ရီးစားမယားငယ်ရှိရာစီတန်းသွားပါတော့တယ်။ဘာစကားမှမပြောပဲသူမကိုဝိုင်းဆော်ပါတော့တယ်ခင်မုန်းဖြစ်သူကဝင်ထားတဲ့အခါမှာလည်းအမျိုးသမီးကသူ့ကိုပါဆွဲခေါ်ပြီးနှစ်ယောက်စလုံးကိုနာနာပို့လိုက်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူမကိုတိုက်ခိုက်ဖို့ကြံစည်ခဲ့တာဟာသူမရဲ့ခင်မုန်းနဲ့ကောက်ကျစ်တဲ့သူရီးစားတို့ပူးပေါင်းကြံစည်မှုဖြစ်ကြောင်းသိသွားလို့ပါပဲ။ဒါတွေကိုအဝေးကနေစောင့်ကြည့်နေတဲ့လှုပ်ဝက်ဆန်းကျဲတဲ့အမျိုးသားကလည်းထိုအမျိုးသမီးမှာအိမ်အောင်ရှိမှန်းသိသွားခဲ့ပါတယ်။သူမဟာဒေါသဖြစ်ပြီးတဲ့နောက်အဲ့ဒီအမျိုးသားစီဖုန်းဆက်ပြီးကျေးဇူးတင်စကားပြောခဲ့ပေမဲ့သူကတော့အေးဆက်ဆက်ပဲတုံ့ပြန်ခဲ့ပါတယ်။အမှန်တော့သူကစိတ်ထဲကနေသူမကိုသဘောကျနေခဲ့တာပါ။ဒါပေမဲ့အဲ့ဒီအမျိုးသမီးဟာခင်မုန်းဖြစ်သူနဲ့ကွာရှင်းပြီးသားဖြစ်နေတာကိုတော့သူမသိခဲ့ပါဘူး။လွန်ခဲ့တဲ့အချိန်ငယ်ကအမျိုးသမီးဟာခင်မုန်းဖြစ်သူနဲ့အတွင်းမှုတို့ဖောက်ပြန်နေတာကိုလက်ပူးလက်ချက်မိခဲ့ပါတယ်။ဒါပေမဲ့ရမဖြစ်ပဲသူတို့ရဲ့တပ်ပုံတွေကိုရိုက်ယူထားလိုက်ပြီးစာချုပ်ကိုအကြောင်းပြကခင်မုန်းဖြစ်သူကိုကွာရှင်းတဲ့စေရေးသဘောတူညီချက်မှာလက်မှတ်ထိုးခိုင်းခဲ့ပါတယ်။ဥပဒေအရစဉ်းစားချင်းချိန်ရမယ့်ကာလကိုဝင်ကဖေးဝဲကြော်လွန်ပြီးတဲ့နောက်မှာတော့ကွာရှင်းမှုဟာအတိဖြစ်သွားခဲ့ပါပြီ။ဒါပေမဲ့ခင်မုန်းဖြစ်သူကတော့ဘာမှမသိပဲအားလုံးပုံမှန်တိုင်းဖြစ်နေတယ်လို့ဟန်ဆောင်နေလုံးပဲဖြစ်ပါတယ်။တစ်ဖက်မှာလည်းတိုးဝက်ဆန်းကျဲတဲ့အမျိုးသားဟာသူမကိုအချင်းချင်းကဲတင်ခဲ့မှုပေမဲ့ပြန်ရတာကတစ္ဆာပေါက်ခံရမှုပဲမို့နောက်ရတဲ့လူခံစားနေရပါတယ်။ဒါပေမဲ့ကံကြမ္မာကအခြားတစ်ခုကိုရေးမှတ်ထားခဲ့ပါတယ်။အမျိုးသမီးကသူမရဲ့တငယ်ချင်းကိုအိမ်ကောင်းကောင်းတစ်လုံးရှာခိုင်းခဲ့ပြီးအိမ်တစ်ကိုပြောင်းရွှေ့တဲ့နေ့မှာပဲဓာတ်လေကားထဲမှာခြေချော်ပြီးအဲ့ဒီအမျိုးသားရဲ့ရင်ခွင်ထဲကိုအဝင်ခွင်ကြပြုတ်ကျသွားပါတော့တယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာတော့အမျိုးသားကသူမကိုအကွာဝေးတစ်ခုချထားလိုက်ပါပြီ။ဒါကြောင့်သူမကတိုက်လဲနှုတ်ဆက်တဲ့အခါမှာသူကပြန်တော့မပြောဘဲထွက်သွားခဲ့ပါတယ်။ဒါပေမဲ့နောက်ပိုင်းမှာတော့သူဟာသူ့ရဲ့အတွင်းရေးမှုစီကနေအဲ့ဒီအိမ်ကိုတကယ်တော့သူ့ရဲ့ညီမအရင်ကအဲ့ဒီအမျိုးသမီးအတွက်စီစဉ်ပေးခဲ့တာဖြစ်ကြောင်းသိလိုက်ရပါတယ်။ဒါကိုကြားလိုက်ရတဲ့အခါသူစိတ်ကိုသွားပါတယ်။အဲ့ဒီညမှာပဲခင်မုန်းဖြစ်သူကအမျိုးသမီးကိုသူ့ရဲ့ဖောက်တီဖိုင်းတယောက်နဲ့အတူတူတောက်ဖို့ဖိတ်ခေါ်ခဲ့ပြီးအလဲအနေနဲ့သူ့ရဲ့ရှယ်ယာ30%ကိုပေးမယ်လို့ပြတိပြုခဲ့ပါတယ်။ဒါကိုကြားတော့သူမကသဘောတူလိုက်ပါတယ်။ဒါပေမဲ့တောက်စားနေလုံးမှာဖောက်တယ်ကသူမအပေါ်မခွင့်မရပြုမိလာပါတော့တယ်ခင်မုန်းဖြစ်သူကတော့ဒါတွေကိုမြင်နေရပါလျက်နဲ့တိတ်ဆိတ်နေုံတင်မကပဲအလုပ်ကိစ္စအောင်မြင်ဖို့အတွက်သူ့ဇနီးကိုဖောက်တယ်ရဲ့ကားတဲ့အထိပါထည့်ပေးလိုက်ပါတယ်။ဒါပေမဲ့ကံကြမ္မာကထပ်မံဝင်ရောက်ဆွတ်ခတ်ခဲ့ပြန်ပါတယ်။အဲ့ဒီနားကနေဖြစ်သွားတဲ့အဲ့ဒီအမျိုးသားဟာမြင်ကွင်းတစ်ခုလုံးကိုမြင်သွားပြီးဘာမှမစင်စားပဲသူမကိုကယ်တင်ဖို့အပြေးလွှားရောက်လာခဲ့ပါတယ်။အမျိုးသမီးကသူ့ကိုမြင်မြင်ချင်းတင်းတင်းကြပ်ကြပ်ဖတ်ထားလိုက်ပြီးဖောက်တယ်ကတော့ကြောက်လန့်တကြားနဲ့ထွက်ပြေးသွားပါတော့တယ်။အဲ့ဒီနောက်အမျိုးသားကအမျိုးသမီးကိုအိမ်ထိလိုက်ပို့ပေးခဲ့ပါတယ်။လမ်းမှာတင်သူမကခင်မုန်းဖြစ်သူနဲ့ကွာရှင်းထားပြီးဖြစ်ကြောင်းပြောပြလိုက်ပါတယ်။ဒါကိုကြားလိုက်ရတဲ့အခါအမျိုးသားဟာဝမ်းသာသွားအားပြီးသူမကိုသူ့ဘဝထဲခေါ်ဆောင်ခွင့်ရတော့မယ်ဆိုတဲ့မျှော်လင့်ချက်တွေနှလုံးသားထဲမှာတကြော့ပြန်ရှင်သန်လာခဲ့ပါတယ်။နောက်ရက်မှာတော့အမျိုးသမီးရုံးကိုသွားတဲ့အခါခင်မုန်းဖြစ်သူကမင်းညကလေးကသူမကိုလိုက်ရှာနေခဲ့ရတာပါဆိုပြီးစိုးရင်ချင်းအောင်ဆောင်ကဟန်ဆောင်ပြနေပါတယ်။ဒါပေမဲ့အမျိုးသမီးကသူ့ကိုဂရုမစိုက်ပဲတန့်စင်ကန်းကိုထွက်သွားခဲ့ပါတယ်။သူမထွက်သွားတာနဲ့ခင်မုန်းဖြစ်သူရဲ့ကြီးစားကလူသက်သမားကိုဖုံးဆက်ပြီးအဲ့ဒီအမျိုးသမီးကိုတက်ပစ်ဖို့အမိန့်ပေးပါတော့တယ်။ဒါပေမဲ့အနားမှာရက်နေတဲ့မင်းသားအမျိုးသားကအားလုံးကိုကြားသွားတယ်ဆိုတာကိုတော့အဲ့ဒီကောက်ချစ်တဲ့မိန်းကလေးမသိခဲ့ပါဘူး။ဒါကြောင့်ကောက်ချစ်တဲ့မိန်းကလေးလွတ်လိုက်တဲ့လူသက်သမားနှစ်ယောက်ကအမျိုးသမီးကိုဖမ်းမိပြီးတပ်ဖို့ကြိုးစားတဲ့အချိန်မှာပဲမင်းသားကအချိန်ကြီးရောက်လာပြီးသူမကိုထပ်မံကယ်တင်နိုင်ခဲ့ပါတယ်ပြီးတော့လူသက်သမားနှစ်ယောက်စလုံးကိုပါလေးဖမ်းခိုင်းလိုက်ပါတယ်။နောက်တစ်နေ့မှာတော့ကောက်ချစ်တဲ့မိန်းကလေးဟာသူမမှားလိုက်တဲ့လူသက်သမားတွေဖမ်းခံလိုက်ရမှသိသွားတဲ့အခါကြောက်လန့်သွားပြီးလူအခြေပြုပရာဟိတလိုက်ပြမှု Cherry Live Stream တစ်ခုမှာအဲ့ဒီအမျိုးသမီးကိုအရှက်ဖွဲဖို့နောက်ထပ်အစီအစဉ်တစ်ခုကိုအမြန်ဆွဲပါတော့တယ်။သူမဟာကလေးတစ်ယောက်ကိုခိုင်းပြီးစိတ်ခတ်ထားတဲ့ဖြိုးရီခွက်ကိုအမျိုးသမီးစီပေးခိုင်းခဲ့ပါတယ်။အမျိုးသမီးကလည်းဘာမှမတန်တရားမရှိပဲတောက်လိုက်ပါတော့တယ်။